နန်းပေရင်ရကနန်းတစ်ခုချင်းစီရဲ့ဇယိုက်တဘာဝအလုပ်ကိုင်နဲ့အကျိုးပေးစီးပွားရေးလုပ်ငန်းတို့ကိုလည်းပြောပြပေးပါမယ်။တကနန်းသမားများကတော့ခေါင်းဆောင်မှုအားကောင်းပြီးသူတစ်ပါးလက်အောက်မှာမနေလိုသူများဖြစ်ပါတယ်။အကျိုးပေးအလုပ်ကိုင်အနေနဲ့အစိုးရဝန်ထမ်းလုပ်ငန်းရှင်စီမံခန့်ခွဲသူကိုယ်ပိုင်ကုမ္ပဏီလုပ်ငန်းတွေဖြစ်ပြီးကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုရင်တော့အသစ်သောတီထွင်ဖန်တီးမှုလုပ်ငန်းများမှာအောင်မြင်တတ်ပါတယ်။နှစ်ကနန်းသမားတို့ရဲ့ဇယိုက်တဘာဝကတော့စိတ်ကူးစိတ်တန်းကောင်းပြီးပူပေါင်းဆောင်ရွက်တတ်သူများဖြစ်ကြပါတယ်။ကောင်းကျိုးပေးတဲ့အလုပ်ကိုင်တွေကတော့အမှုပညာလုပ်ငန်း၊တန်တမန်စာရေးဆရာအရေးနှင့်ပတ်သက်သောလုပ်ငန်း၊ရေခဲမှုတ်ဖြော်ရေးစိတ်ပညာရှင်အလုပ်ကိုင်တွေဖြစ်ပြီးစီးပွားဖြစ်ပြီးကျွဲဝချမ်းသာမှုကိုပေးတာကတော့ဖက်ဆက်လုပ်ငန်းများပဲဖြစ်ပါတယ်။သုံးကနန်းသမားများရဲ့ဇယိုက်တဘာဝဟာဉာဏ်ပညာထက်မြက်ပြီးစီကံကြီးသူများဖြစ်ကြပါတယ်။အကျိုးပေးသောအလုပ်များကတော့ဆရာဝန်ရှေ့နေဘာသာရေးနှင့်ပညာရေးလုပ်ငန်းငွေစရင်းပညာရှင်အလုပ်ကိုင်များနဲ့အကျိုးပေးကြပါတယ်။ကိုယ်ပိုင်အလုပ်လုပ်မယ်ဆိုရင်တော့အကြံပေးလုပ်ငန်းနှင့်ပညာဒါနပြုသောလုပ်ငန်းများတွင်အကျိုးပေးအောင်မြင်တတ်ကြပါတယ်။လေးကနန်းတို့ရဲ့ဇယိုက်ကတော့အလုပ်စူးစမ်းပြီးစနစ်တကျရှိသူများဖောက်ထွက်တွေးခေါ်သူများဖြစ်ပါတယ်။အကျိုးပေးအလုပ်အဖြစ်အင်ဂျင်နီယာနည်းပညာ IT သတင်းစာဆရာရှေးဟောင်းပစ္စည်းရောင်းဝယ်ရေးတို့ဖြစ်ပြီးစီးပွားရေးဖြစ်ထွန်းမဲ့လုပ်ငန်းတွေကတော့ခိုင်မာသောရင်းနှီးမြှုပ်နှံမှုနှင့်နည်းပညာလုပ်ငန်းများတွင်အောင်မြင်သူများဖြစ်ကြပါတယ်။ငါးကနန်းသမားများကတော့ဖြက်လက်ပြီးစကားပြောကောင်းသူများကြပါတယ်။ခရီးသွားရတာဝါသနာပါတဲ့ဇယိုက်တဘာဝရှိသူများဖြစ်ပါတယ်။အကျိုးပေးအလုပ်ကိုင်အနေနဲ့ကတော့အယောင်းကိုယ်စားလှယ်ဈေးကွက်ရှာဖွေရေးမားကတ်တင်ခရီးသွားလုပ်ငန်းမီဒီယာအလုပ်ကိုင်တွေပဲဖြစ်ပါတယ်။စီးပွားရေးလုပ်မယ်ဆိုရင်တော့အပြောင်းလဲမြန်သောကုန်သွယ်မှုလုပ်ငန်းများတွင်ထူးချွန်ကြမှာဖြစ်ပါတယ်။6ကနန်းသမားများကတော့အလှပကြိုက်ပြီးလူမှုရေးပြည်ပြည့်သူများဖြစ်ကြပါတယ်။အကျိုးပေးတဲ့အလုပ်များကတော့ဖက်ရှင်အလှကုန်အိမ်တွင်းအလှဆင်ဟိုတယ်နှင့်စားတောက်ကုန်အလုပ်ကိုင်တွေနဲ့အကျိုးပေးပါတယ်။စီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုလူသုံးကုန်ပစ္စည်းနှင့်အမှုပညာဆန်သောစီးပွားရေးများတွင်အထူးအောင်မြင်ဖြစ်ထွန်းနိုင်ပါတယ်။ခုနှစ်ကနန်းသမားများရဲ့ဇယိုက်ဟာလျှို့ဝှက်ချက်များပြီးသူတေသနာလုပ်ရတာဝါသနာပါသူတွေဖြစ်ကြပါတယ်။အကျိုးပေးတဲ့အလုပ်တွေကတော့သိပ္ပံပညာရှင်စာရေးဆရာနက္ခတ္တဗေဒတရားထိုင်ခြင်းနှင့်ကုထုံးဆိုင်ရာလုပ်ငန်းတွေမှာအကျိုးပေးပါတယ်။စီးပွားရေးလုပ်မယ်ဆိုရင်တော့တမူထူးခြားသောကိုယ်ပိုင်အမှတ်တစိတ် brand များထုတ်လုပ်ရာတွင်အကျိုးပေးပါတယ်။စိတ်သက်ခိုင်မာပြီးငွေကြေးစီမံခန့်ခွဲမှုကောင်းတဲ့တဘာဝရှိသူတွေကတော့ရှစ်ကနန်းသမားများပဲဖြစ်ပါတယ်။အိမ်ချမ်းမြေတံမဏိနှင့်တတုလုပ်ငန်းတရားသူကြီးဗန်လုပ်ငန်းတွေနဲ့အကျိုးပေးပြီးကိုယ်ပိုင်စီးပွားဖြစ်မှာကတော့ရေရှည်ရင်းနှီးမြှုပ်နှံရသောအကြီးစားလုပ်ငန်းများနှင့်ကြီးပွားချမ်းသာတတ်ပါတယ်။ဇယိုက်တဘာဝအနေနဲ့စွမ်းရည်ပြည့်ရှိပြီးပရဟိတစိတ်ရှိသူများကတော့ကိုယ်ကနန်းသမားများပဲဖြစ်ပါတယ်။အကျိုးပေးနိုင်တာကတော့စစ်ဘက်ရဲဘက်အားကစားလူမှုရေးအဖွဲ့အစည်းစေးပစ္စည်းရောင်းဝယ်ရေးတွေနဲ့အကျိုးပေးပြီးအောင်မြင်မှုရဖို့ဆိုရင်တော့စွန့်စားရသောလုပ်ငန်းများနှင့်လူထုအကျိုးပြုလုပ်ငန်းများတွင်အောင်မြင်တတ်သည်။နောက်ထပ်လည်းကနန်းများကပြောသောအခြေရေးအိမ်အောင်ရေးတို့ကိုပြောပြပါဦးမယ်နော်။